ဒီနေ့တော့ဖျားရောင်းဖျားကြောင်လမ်းလျှောက်သွားတော့ဗောနော်လမ်းလျှောက်တဲ့လမ်းလေးတွေရိုက်ထားတော့ဒီမှာလမ်းကြားလေးရှိတယ်အဲ့ဒီလမ်းကြားလေးရှောက်ဗောနော်အဲ့ဒီလမ်းကြားလေးဒီမှာလူကူမြညာခါတိုင်းဗီဒီယိုတွေမှာလည်းတွေ့မှာပါအဲ့ဒီလူကူမြညာဒီမှာထပ်ပြီးလမ်းကြားလေးရှောက်ပြီးတော့လမ်းမပြန်ရောက်တော့ဗောအဲ့ဒီလမ်းမပတ်စကာပြေးတဲ့လမ်းမဗောနော်ဒီမှာအိမ်လေးတွေရှိတယ်ပိဋိချအိမ်တွေပေါ့ဒါကတော့ကမတိုင်ရှေ့မှာဖျားကြောင်နော်ဖျားကြောင်စိန်ဂျိုးဆက်ကတလိချက်ဒါဖျားပြီးတော့မျိုးလေးပြန်လာတာရှားတော့မရိုက်တော့မှာကုံတိုက်ပေါ့နော်ကုံတိုက်ထဲမှာရှိတဲ့စာမဂ္ဂဇင်းဆောင်အစုံရှိတယ်မဂ္ဂဇင်းဟိုရတယ်ပေါ့နော်တနေ့ရတဲ့ပြတာအဲ့မှာလာကြည့်တယ်မဂ္ဂဇင်းကြည့်တယ်အိမ်ပြန်လဲရှောင်းတာဒီလမ်းကြောင်းကအရင်လမ်းကြောင်းနဲ့မတူဘူးသူကနည်းနည်းနောက်တလမ်းပေါ့နော်ဝင်လာတယ်ဘတ်စကားနဲ့ပြန်လာတော့ဒီကနေပြန်လျှောက်လာအိမ်ပြန်လျှောက်လာဒါဆိုတော့မှတ်မိတော့ဘူးထင်ပါတယ်ပြန်လျှောက်လာပြင်ရမှာဒီမှာဘယ်ဘက်မှာကြောင်နေသတိထားပါနဲ့ဘာလို့ဒီအိမ်ရဲ့ကြောင်မွေးတဲ့အိမ်ပေါ့နော်ကြောင်မွေးတဲ့ဟိုဒီမှာကိုတော်ကျွန်တော်ကားကိုတော် garage ပေါ့နော်ဒါနဲ့ပဲပြန်လာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ